မင်းနေနဲ့မနေ့ပြန်ကိုတွားကြည့်နိုင်မယ်ဆိုရင်တွားမလားဒါမှမဟုတ်ရင်အတိတ်ကိုပြန်ပြီးအမှားတွေပြင်မလား Time travel ဆိုတာ science fiction လားမဟုတ်ဘူးဆိုရင်တကယ်ဖြစ်နိုင်တဲ့ future technology လားခင်ဗျားဘယ်လိုထင်နေလဲတကယ်တော့ခင်ဗျားကိုယ်တိုင်က time travel ဆိုရင်ရောခင်ဗျားလက်ခံရလားမင်္ဂလာပါကျွန်တော်နာမည် Boys ပါ Video of Flight Season လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ podcast လေးရဲ့ခေါင်းစဉ်က Time Traveler in the World အချိန်ခီးသွားများနေကပါလက်ရှိလူတွေရဲ့စိတ်ဝင်စားစရာကိစ္စတွေထဲကအကြောင်းအရာတစ်ခုဖြစ်တဲ့အချိန်ခီးသွားတွေဆိုပြီးတော့အရင်စိတ်ဝင်စားစရာကိစ္စတွေအတိတ်နဲ့အနာဂတ်တွေကိုအချိန်တိုင်းတာတစ်ခုယူပြီးတော့ခုံကူးပြီးတော့တွာလာလို့ရတယ်ဆိုပြီးတော့လူတွေကြားထဲမှာအရင်ဟောနေခဲ့တာရာစုနှစ်တစ်ခုရှိနေခဲ့ပြီတကယ်ပဲဒီအကြောင်းအရာကြီးတကယ်ပဲလားကျွန်တော်နားလည်ထားတဲ့ time traveler theory ရာကိုတိုင်းနံပါတ်တစ်ခုမှရှိနေပဲဆိုပါတော့အဲ့ဒီနံပါတ်အတိုင်းကြီးထွားလာအောင်တွေးတောကြံစရင်းနဲ့ကိုယ့်ရဲ့ plan တစ်ခုကိုအကောင့်ထဲပေါ်ဖို့စနစ်တကျ program တစ်ခုကိုရေးဆွဲပြီးတော့ကိုယ်တိုင်အဲ့ဒီနေရာကိုတွားရောက်စီမံခက်ခွဲကြည့်ခြင်းပါအချိန်ထဲမှာက forward and backward လှုပ်ရှားကြည့်ခြင်းတွေရှိတယ်ကိုတိုင်အသက်အရွယ်တိုင်းတာတစ်ခုကိုအတိတ်ဆိုတဲ့အရာနဲ့အနာဂတ်ဆိုတဲ့အရာကိုတေချာ plan လေးတစ်ခုချပြီးတော့ကိုရဲ့အတိတ်နဲ့အနာဂတ်ကိုကိုတိုင်တွားပြီးတော့စီစဉ်ကြည့်တာကျွန်တော် backward ကိုရင်ပြောမယ်ဒီကဘာမှာအရာရာတိုင်းကိုထိန်းချုပ်ထားတဲ့အချိန်အဲ့ဒါကိုကျွန်တော်တို့ငယ်စဉ်ကတည်းကနေသိတယ်လူတွေကကုံဆုံးပြီးတဲ့အချိန်တွေမှာဥပမာကျွန်တော်ပြင်ဆင်ခြင်းတဲ့အရာလေးတွေရှိမယ်ပြန်လုပ်ခြင်းတဲ့အရာလေးတွေရှိမယ်ကျွန်တော်တို့ပြန်တွေးခြင်းတဲ့သူတွေရှိမယ်ကျွန်တော်တို့မဖြစ်စေခြင်းတဲ့အရာတွေရှိခဲ့မယ်ကဲအဲ့အရာတွေကိုကျွန်တော်အနေနဲ့ time traveler ဆိုပြီးတော့ပြန်ပြင်မယ်ဗျာရနိုင်မလားဘယ်လိုထင်ကြလဲဗျ time traveler တွေကအယူတွေလား no မဟုတ်ဘူးဗျ time traveler တွေအနေနဲ့ကကျွန်တော်တို့အယူရှင်းဆုံးရင်ပြောပြမယ်ကျွန်တော်တို့မှာတီနေရတီကြရှိတယ်ပေါ့ဥပမာအိမ်ရှိတယ်ဆိုပါတော့ကျွန်တော်တို့အိမ်ကထွက်ခွာမယ်အိမ်ပြန်လာမယ်ဒါလေးတောင်မှကျွန်တော်တို့တစ်နေ့တောင်မှအချိန်ကိုခီးသွားခြင်းပြုနေတာပြီးတော့တီနေရကိုအလယ်မှာထားကြည့်မယ်နံပါတ်1နဲ့2နဲ့ဆိုပြီးတော့နေရာ2ခုခွဲမယ်ကျွန်တော်တို့က1ကကိစ္စကိုအရင်သွားဖြည့်ရှင်းပြီးတော့နံပါတ်2စီကိုသွားမယ်နံပါတ်2ကကိစ္စကနံပါတ်1စီကနေပြီးတော့ကိစ္စတစ်ခုလေးကြံခဲ့လို့နံပါတ်2ရဲ့ကိစ္စကမပြီးမြောက်ဘူးဒါကြောင့်ကျွန်တော်တို့က1ကိုပြန်သွားတယ်ပြီးတော့မှ1ကနေပြီးတော့ပြင်စရာရှိတာတွေကိုပြန်လဲပြင်ဆင်လာပြီးတော့မှ2စီကိုပြန်လာတယ်ပြီးတော့မှဒီကိစ္စတွေကပြည်စီသွားတယ်ပြီးတော့မှကျွန်တော်တို့ကတီနေရတီတကြထားတဲ့နေရာအမှတ်ကိုပြန်သွားမယ်ဒီလိုကိစ္စတွေကိုဖြည့်ရှင်းရင်တွာလာနေတာကအချိန်ကိုခရီးသွားတွေလုံနေတဲ့အရာပါဘာထူးဆန်းသွားလဲထူးဆန်းမနေဘူးလားဗျတကယ်တော့ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝအထဲမှာကျွန်တော်တို့မနေ့အဲ့ရာကနေထတာနဲ့ digital number တွေနဲ့သတ်မှတ်ထားတဲ့အချိန်ရောနေဝင်နေထွက်တာနဲ့သတ်မှတ်ထားတဲ့အချိန်ရောမနေ့ညသတ်မှတ်ထားတာတွေရောအဲ့ဒီအချိန်တွေအကုန်လုံးကိုကျွန်တော်တို့ကဖြတ်တန်းသွားလာနေတဲ့အချိန်ခီးသွားတွေမဟုတ်ဘူးလားဗျအဲ့ဒါဆိုရင်ကျွန်တော်တို့က time traveler တွေအနေနဲ့အနာဂတ်ကိုသွားဖို့အတွက်အတိတ်ကအရာတွေကိုပြင်ဖို့အတွက်ကျွန်တော်တို့ရဲ့လက်ရှိအချိန်မှာ program တစ်ခုကိုရေးပြီးတော့အတိတ်ကိုသွားဖို့ plan ချပြီးတော့အတိတ်ကအကြောင်းအရာတွေမှာကိုမှားခဲ့တဲ့အရာတွေကိုပြန်လည်ပြင်ဆင်ကြည့်မယ်ကိုတွေးကျင်တဲ့သူတွေကိုလှုပ်ချင်တဲ့အရာတွေကိုပြန်လည်ပြင်ဆင်ပြီးတော့အနာဂတ်စီခီးထွက်ဖို့အတွက်ကျွန်တော်တို့ program တစ်ခုကိုပြန်ရေးပြီးတော့အနာဂတ်မှာကိုယ့်အနေနဲ့ဘယ်အတိုင်းအတာတစ်ခုထိသွားကြည့်လို့ရအောင်တေချာ number တွေစီပြီးတော့ကျွန်တော်တို့သွားကြည့်မယ်ဒီနေရာမှာချွင်းချက်အနေနဲ့ပြောစရာတစ်ခုရှိတယ်ဗျ time traveler တွေတော်တော်များများကကိုတွေအတိတ်မှာတွေးကျင်တဲ့သူတွေဆိုရင်သူတို့ကတဲ့ဥပမာကျွန်တော်တို့ဘိုးဘွားတွေစီမှာကျွန်တော်တို့တွေးကျင်တယ်ဒါပေမဲ့ဘိုးဘွားတွေအသက်မရှိတော့ဘူးကျွန်တော်ဆိုလို့ချင်တာဒီစကြဝဠာရဲ့ theory တစ်ခုရှိတယ်ဗျဒီစကြဝဠာ theory ထဲမှာ number တွေအကုန်လုံးကအသက်ရှိဖြစ်နေရမယ်ဗျသက်ရှိထင်ရှားရှိနေတဲ့လူတွေအကုန်လုံးကိုသူက number တစ်ခုစီနဲ့သတ်မှတ်ပြီးတော့မှကျွန်တော်တို့ဒီ plan ရေးချတဲ့အချိန်မှာဒီ number တွေကိုထည့်သွင်းပြီးတော့ကျွန်တော်တို့ပုံဖော်နိုင်တယ်ဗျအခုကျွန်တော်အနာဂတ်ကိုရောက်နေပြီဗျခင်ဗျားယုံရဲ့လားတကယ်တော့ကျွန်တော်တို့ရဲ့မိခင်ဝမ်းထဲကနေပြီးတော့မထွက်လာခင်ကတည်းကကျွန်တော်တို့တွေအကုန်လုံးကအချိန်ခီးသွားတယ်ဗျကိုယ့်ရဲ့ဘဝတစ်လျှောက်လုံးမှာတေချာတဲ့အချိန်ခီးသွားတယောက်အနေနဲ့အတိတ်ကမကောင်းခဲ့သမျှအချိန်တွေကိုပြင်ဆင်ပြီးတော့အနာဂတ်ကိုသွားမဲ့တိကျတဲ့ plan နဲ့ program တွေကိုကိုယ်တိုင်ရေးပြီးတော့ဖန်တီးကျင့်သုံးရတာဗျအဲ့လို plan တွေကိုကိုယ်တိုင်ရေးပြီးတော့ကိုကဘယ်နှစ်ခုနှစ်မှာဘယ်လိုပုံစံတည်ရှိပြီးကိုယ့်ရဲ့ပတ်ဝန်းကျင်တစ်ခုကလည်းကိုဖန်တီးယူထားတဲ့ပုံစံစနစ်အတိုင်းဖြစ်နေရမှာဗျဒါမှ time traveler အချိန်နဲ့ခရီးကိုတွားခဲ့တာအောင်မြင်တဲ့သူလို့ဆိုလိုတာဗျကိုယ့်ရဲ့သက်အရွယ်အနေထားအရာတိုင်းလူကိုမင်းရဲ့ပြင်ဆင်ခွင့်အတိုင်းပြင်ဆင်နိုင်တယ်ကိုယ့်ရဲ့စ조사မှုပေါ်မူတည်ပြီးတော့အချိန်တွေကိုထိန်းချုပ်နိုင်လာလိမ့်မယ်တကယ်တော့အဓိကကကိုယ့်ဘဝမှာအသေးငယ်ဆုံးအချိန်နဲ့အရာတွေကိုပြောင်းလဲပြစ်ပြီးတော့ကြီးမားလွန်းတဲ့ဘဝတစ်ခုရဲ့ပုံရိပ်ကိုကိုယ်တိုင်ဒီစကြဝဠာတစ်ခုရဲ့ theory ထဲမှာဖန်တီးနိုင်တဲ့သူအနေနဲ့ရက်တည်နေရတာကို time traveler လို့ဆိုလိုချင်တာဗျfuture technology robot AI brain chip အကာသ plan တစ်တွေအခုလက်ရှိမတူညီတဲ့ကဘာတွေကိုသွားဖို့အတွက်ကတိကျတဲ့ time traveler တွေရဲ့လုပ်ငန်းစဉ်တွေအတိုင်းလုပ်ကြတာဗျဒါဆိုရင်မနေ့ဖြန်အတွက်
ခရီးအတူတူသွားရင်းနဲ့ကိုတွေ plan ချထားတဲ့အတိုင်းဖြစ်လာမလားဆိုတာစောင့်မျှော်ရင်းနဲ့ကျွန်တော်ရဲ့အချိန်ခီးသွားများနှင့်ကဘာ podcast လေးကိုဒီမှာပဲအဆုံးသတ်ပြစေကျွန်တော် channel လေးကိုလည်း like and subscribe လုပ်ပြီးတော့အားပေးခဲ့ပါဦးစင်မှန်တဲ့ time traveler များဖြစ်ပါစေနောက်တစ်ပေါ်မှာထပ်တွေ့မယ် peace